လက်ရှိတော့အင်းလေးဒေသမှာကျမတို့ငလင်တန်းကိုခံစားရတဲ့ဈေးရွာတွေအများကြီးရှိနေတယ်ဆိုတော့ဒီနေရာမှာလည်းကျမတို့အရေးပေါ်လိုအပ်ချက်တွေလည်းများရပေါ့လေဆိုတော့ကျမတို့စဉ်းစားရမှာကတဘာဝဘေးအနေနဲ့ထပ်ပြီးတော့ကြုံလာရလို့ရှိရင်ဒီပေါ်မှာဘယ်လိုပုံစံမျိုးနဲ့ကာကွယ်ထားနိုင်တဲ့အခြေအနေတွေရှိမလဲပေါ့လေနောက်တစ်ခုကလက်ရှိအရေးပေါ်အားဖြင့်လိုအပ်ချက်ဖြစ်နေတဲ့ဟာထပ်ပြီးတော့မှလူတွေပြောင်းမများဖို့ကိစ္စရပ်တွေအတွက်ဘာလုပ်နိုင်မလဲဆိုတဲ့ဟာကိုစဉ်းစားရမယ့်အချိန်ဖြစ်တယ်ပေါ့ဆိုတော့ဒီနေရာမှာကျမတို့အခန်းကဏ္ဍတွေတော့အများကြီးရှိတယ်ရေဘေးရဲ့ပြည်လည်ထူထောင်ရေးကိုကျမတို့လုပ်နေစေအချိန်မှာပဲငလင်ဘေးနဲ့ဆက်ပြီးတော့ကြုံတွေ့ရတာဖြစ်တယ်ပေါ့လေဆိုတော့အိုးအိမ်ပျက်စီးသွားတဲ့အိမ်ချီတွေအများကြီးရှိတယ်ဆိုတော့နေလို့အဆင်မပြေတော့တဲ့အနေအထားတွေဖြစ်တယ်ဆိုတော့လက်ရှိဒေသခံတွေရဲ့ဖြည့်ရှင်းနေမှုဒီကျမတို့ကိုယ့်ရဲ့တနိုင်တစ်ပိုင်းရေချမ်းမှာရှိတဲ့ယာယီတဲတွေမှာသွားပြီးတော့နေကြရတာရှိတယ်ဘုန်းကြီးကျောင်းတွေမှာနေကြရပေါ့ပြီးတော့မှဆက်လီပုံမှာနေကြရတယ်ဒေသခံတွေကအဆန်အဓိကလိုတယ်ပြီးရဲ့ခါကျတော့စီပေါ့လေစားစသဖြင့်ပေါ့ခောက်ဆွဲ6တို့ဘာလို့ဆိုရဲဟာကျတော့ကျွန်တော်ခဏလောက်ပဲဖြည့်ရှင်းလို့ရမယ်ပြီးတော့ဆန်လူတဲ့ခါကျလို့ရှိရင်လည်းကျွန်တော်ဒေသခံတွေကအများကြီးထိခိုက်ပျက်စီးသွားတာပေါ့လေအဲ့ဒီပုံမှာလိုအပ်တဲ့ပမာဏကလည်းများတယ်ဆိုတော့အလူငွေတွေအလတ်တက်မဖြစ်သွားဖို့လိုတယ်ပြီးတော့မှဒီပုံမှာလည်းဖြည့်ရှင်းတဲ့ကိစ္စရဲ့ပုံမှာကျမတို့ဒီရေရှည်အတွက်အကျိုးဖြစ်ထွန်းတဲ့ဟာလိုမျိုးကိုစဉ်းစားစီခြင်းနဲ့ကျမရေးကိစ္စဆိုလို့ရှိရင်လည်းထိုနည်း၎င်းမဲ့ရွာမှာကစီပိတ်ခန်းတွေအတွက်ဆင်မပြေတော့ဘူးပေါ့ဆိုတော့ mobile clinic လိုမျိုးဟာမျိုးတွေဒီအတွက်လည်းကူညီပေးမဲ့ကျမရေးလောက်တာ volunteer နောက်ပြီးတော့စီဒီလိုအပ်ချက်တွေကအများကြီးရှိရပေါ့လေကျမတို့ရဲ့လက်တလောလက်စစ်မီရဖို့ဖြည့်ရှင်းနေတာကတော့ဆိုလာနဲ့တော့၎င်းဘက်ထရီနဲ့တော့၎င်းပေါ့ဆိုတော့ဒီဟာတွေနဲ့ဖြည့်ရှင်းနေကြတာမျိုးရှိရဲဆိုတော့ဆိုလာမီတီတော့၎င်းဆိုလာတက်ဆင်ပေးရဲ့ကိစ္စတွေမှာတော့၎င်းပါပြီးတော့မှအရေးပေါ်ကူညီဖြည့်ရှင်းပေးလို့လည်းရတယ်ပေါ့လေအခုဆိုရင်အင်းလေးဒေတာကလည်းပဲငလင်တန်ကလည်းဒီတပတ်ပြည့်သွားပြီပေါ့နော်တပတ်ပြည့်သွားပြီအဲ့ဆိုတော့အခုတိလည်းပဲတကယ်တမ်းပြောရရင်တော့နော်လူထုကနေပြီးတော့လူထုပဲပြန်စီးစတဲ့အခြေအနေမျိုးတွေပဲဖြစ်နေသေးတယ်ပေါ့နော်အခြေအနေကအဲ့ဒီအတွက်ကြောင့်မလို့အမားတို့ကဒီဆက်ပြီးတော့မှဒီတက်ဆိုင်ရပေါ့နော်ဥပမာအခုသက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေလည်းဒါကြည့်ပေးဖို့လိုတယ်လို့တော့အမအနေနဲ့မြင်တယ်ပေါ့နော်တိုင်းပြည်တစ်ခုကိုတာဝန်ယူပြီးတော့မှဥဆောင်မယ်ဆိုရင်ပြည်သူကိုကြည့်ပေးဖို့လိုတယ်ဆိုတဲ့ဟာအရေးကြီးတယ်ပေါ့နော်အရေးကြီးတယ်ပြီးတော့မှဒီလူထုရဲ့ပေါ့နော်အသက်အိုးအိမ်စီးစိမ်ကိုကာကွယ်ပေးရမှာလဲသူတို့မှတာဝန်ရှိတယ်ပေါ့နော်တိုးတော့အခုချိန်ထိတော့လူထုကပဲလူထုကိုပြန်ပြီးတော့မှကြည့်ပေးနေရတဲ့အခြေအနေမျိုးဖြစ်တဲ့အခါမှာဝမ်းနည်းစရာတော့ဖြစ်တယ်ပေါ့နော်ကျမတို့အခုဆက်လုပ်ရမှာကပြတ်သွားတဲ့အိမ်တွေကိုရှင်းလင်းဖို့ရယ်ပြီးလို့ရှိရင်ယာယီနေထိုင်တဲ့နေရာတွေကနေပြီးတော့မှသူတို့နေရာတွေကိုပြန်နေနိုင်ဖို့စပို့ပေးရပါမယ်အဲဒီလိုတွေတော့လုပ်ဖို့လိုနေသေးတယ်ပေါ့နော်အိမ်ဆောက်ဖို့လောက်ထီတော့မဖြစ်နိုင်သေးဘူးထင်တယ်တကြိုးတာကတော့နံပါတ်မီတကြိုးဆက်မသွားတကြိုးပါတယ်ကျမတို့ရွာထဲမှာမတန်ဆွမ်းတဲ့သူတအူးကိုကဲထုတ်လို့မရပဲတိဆုံသွားတာမျိုးရှိပါတယ်သူတို့ကြတော့ရွာကတုတ်တက်မှပဲရေထဲမှာပဲမြုပ်လေရပါတယ်လက်ထပ်လေးတော့ရှိပါတယ်တခြားသေဆုံးတဲ့လူတွေကကြတော့အဓိကနံပါတ်မီတကြိုးဆက်မသွားတကြိုးပါတယ်ဒီပြန်လည်ထူထောင်ရေးလို့ပြောလိုက်တဲ့အခါမှာအမားတို့တွေကကြိမ်မွသွားတဲ့စိတ်ပိုင်းဆိုင်ရာတွေကိုလည်းအမားတို့ကပြန်ပြီးတော့မှထူထောင်ရမှာမျိုးဖြစ်တယ်သူတို့တွေရဲ့စိတ်ထဲမှာတကယ်ကို
trauma တွေရတယ်ပေါ့နော်ဆိုတော့လေတိုက်ရင်တော့ကြောက်ရတဲ့အခြေအနေမျိုးတွေမိုးရရင်တော့ကြောက်ရတဲ့အခြေအနေမျိုးတွေဖြစ်သွားတယ်ဒီဟာတွေကိုဘယ်လိုပုံစံနဲ့အမတို့ပြန်ပြီးတော့ကုစားပြီးတော့မှပြန်လေးပြီးနလန်ထူအောင်လုပ်မလဲဆိုတဲ့ဟာလည်းအရေးကြီးတယ်လို့ဆုံးရှုံးသွားတဲ့အိုးအိမ်တွေအတွက်ကိုလည်းပဲဘယ်လိုမျိုးပြန်လဲပြီးတော့မှကုစားပြီးတော့မှပြန်လဲတိဆောက်ကြမလဲဆိုတဲ့ဟာကလည်းအရေးကြီးတယ်ပေါ့နော်အဲ့ဒီမှာဒီအရေးကြီးဆုံးကတော့ပေါ့နော်အရေးကြီးဆုံးကတော့ဒီလက်ရှိမှာပေါ့နော်အာဏာသိမ်းထားတဲ့ဒီစက်ကောင်စီကတကယ်ကိုအရေးကြီးတယ်ပေါ့နော်အမကတော့အဲ့လိုမျိုးလေးပဲပြောချင်တယ်ပေါ့နော်ပြောချင်တယ်ဒါသူတို့မှာတာဝန်အများကြီးရှိတယ်အလုပ်ဆောင်ပေးဖို့လည်းအရင်လိုအပ်တယ်အခုလက်တလောချင်းနေမှာတော့မှဘာမှမလုပ်ပေးနိုင်တာနေတော့ဘာတွေမျောလင့်မလဲလို့ပြောရင်မျောလင့်ချင်းမမျောလင့်ချင်းထက်ပေါ့နော်ကျမတို့လုပ်ပေးရမယ့်တာဝန်ကသူတို့မှာရှိတယ်ဆိုတဲ့ဟာမျိုးပဲကျမတို့မိမောင်းထုတ်ပြန်ချင်တယ်ပေါ့နော်